တကယ်လို့မိတ်ဆွေတို့ကဖက်လူစီကနေမဖြစ်မနေကုညီတောင်းခံဖို့အကြောင်းဖန်လာခဲ့ရင်ကိုယ့်ရဲ့ခြေစူးကြွေးတွေကိုအပင်ပန်းခံပြီးတော့မရှင်းပြပါနဲ့အကြောင်းပြချက်ပေးပြီးတော့ညင်းပါလိမ့်မယ်အဲ့စာသူ့မဲလောက်ဆရာလေးတွေနဲ့များပြီးတော့ဆရာကြအကူညီတောင်းရပါမယ်ဒါမှသာသူ့ဘက်ကတော့စိတ်လိုလဲရကုညီဖို့ရကန်လန်းလာပါလိမ့်မယ်ကျွန်တော်တို့ကကိုယ့်ထက်ရှိန်ဝါကြီးမားသူငွေကြေးချမ်းသာကျယ်ဝသူပြီးတော့စင်တန်းရှိတဲ့သူတွေစီကနေအမြဲလိုကုညီတွေတောင်းခံရတတ်လေရှိပါတယ်ဒီလိုလူတိုင်းတောင်းနေကြပါမယ်အများစုကကိုလိုချင်တာကိုပဲအကြောင်းပြပြီးတော့တောင်းခံလေးရှိတာမို့လူရာမရရတာမလို့တဲ့အနေထားနဲ့ပဲဆုံးသက်သွားကြရပါတယ်နောက်တစ်ချက်ပြောချင်တာကကိုယ့်ထက်ရှိန်ဝါကြီးမားတိုင်းလိုအပ်ချက်မရှိတော့ဘူးလို့လွဲယူစားလို့မရတာပါပဲဩဇာအာဏာကြီးမားတဲ့ရှိန်ဝါကြီးမားတဲ့လူတွေမှာကျွန်တော်တို့ထက်ပိုပြီးတော့လောဘလည်းကြီးပါတယ်ဝဲချက်တွေလည်းပိုများတယ်အမြဲရဖို့လည်းကျွန်တော်တို့ထက်ပိုပြီးတော့တွေးပါတယ်ဒါကြောင့်မလို့ကျိုးမြတ်မရတဲ့တောင်းဆိုမှုတွေနဲ့သွားပြီးတော့အတနာခံလိုက်ရင်စိတ်ဝင်စားတဲ့အပြင်သူတို့ရဲ့ဥဒဏ်ချိန်တွေကိုဖြုံးပြရကြလို့ကုညီတောင်းခံသမျှကိုပိတ်စကားပြောပြီးတော့ညင်းပါလိမ့်မယ်။ဒါကြောင့်ကုညီတောင်းခံမှုဆရာကြားတက်ရပါမယ်။တစ်ဖက်သားရဲ့စိတ်ကိုမြင်ရမယ်။ကိုယ်မတ်တာလားငွေကိုမတ်တာလားဘာကိုမတ်မောနိုင်လဲသိအောင်လုပ်ရမယ်။သူ့မှာဖြည့်ရှင်းမှုလိုအပ်တဲ့ပြဿနာရှိနေလားအကူအညီတန်ပြန်လိုအပ်နေမလားအောက်ခြေကစပြီးတော့အကြောင်းစုံစုံစမ်းပြီးမှပေးယူသဘောနဲ့ပဲမလောက်ဆရာပြပြီးတော့ညှတက်ရပါမယ်။ဒီလိုမျိုးဆရာကြအကူအညီတောင်းခံတက်မှသာတစ်ဖက်လူစီကမိတ်ဆွေတို့လိုချင်တဲ့အကူအညီကိုလွယ်ကူချောမွေ့စွာနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။